YGW မိဘမဲ့ကြောက်လေးမှာကျမမွေးနေတော့ထမင်းသွားပြီးကျွေးပါတယ်ထမင်းကတော့ညနေစာလေးပေါ့နော်ညနေကျမတို့ဟိုလာမှာရှိတဲ့အမျိုးများအားလုံးမင်္ဂလာပါရှင်ဒီ channel လေးကတော့တနေ့တာဖြစ်သမျှတွေကိုပြန်လည်ကြည့်ရှုသုံးသပ်သော channel လေးဖြစ်ပါတယ်ကျမနဲ့အတူတူကြည့်ရှုဖို့ဖိတ်ခေါ်ပါတယ်ရှင်3 နာရီလောက်မှစထွက်ပါတယ်4 နာရီခွဲ5 နာရီလောက်မှစပြီးကျွေးပါတယ်ဒါကျမတို့ဘွဲကနေပြီးတော့သွားပြီးတော့မိဘမဲ့ကြောက်လို့သွားရကျွေးရချင်းပါနော်စိတ်မကောက်ဖြစ်เสียလေးလည်းတွေးခဲ့ရပါတယ်ဘယ်လိုစိတ်မကောက်ဖြစ်လဲဆိုတော့ဒီမှာကလေးတွေကတော့ကိုငါအတီနဲ့အော်ပြီးတော့လိုက်နေကြတာပေါ့ကိုနာကိုလေသူတို့လေးတွေကတနာလဲတနာပါတယ်ကိုကတော့လူတော်တန်းတာတော့အမြဲတမ်းတော့လှုပ်ဖြစ်ပါတယ်ဒါပေမဲ့ဒီဘက်ရောက်တော့ဒီဘက်မြို့နယ်မှာကျတော့ဒါပထမဆုံးလူဖြစ်တာပါဒါအမရဲ့အသက်ကတော့54နှစ်ပြီပေါ့နော်အဲ့ဒီချိန်မှာကလေးတွေကိုမုတ်လေးတွေဝေးတယ်ပေါ့နော်ဒါပေမဲ့သူတို့ဟင်းလေးတွေကြီးလိုက်တဲ့အခါကျတော့ဟင်းတွေကအဆင်မပြေဘူးဖြစ်နေတယ်အဲ့မှာကိုကျွေးတဲ့ဟာဆိုသူတို့မစားသေးဘူးပေါ့နော်အဲ့ဒါစားပြီးပြင်ထားတဲ့ဟာလေးပေါ့နော်ဒါပေမဲ့အမကတော့စိတ်ထဲတော့တမျိုးတော့ဖြတ်သွားတာပေါ့လေအဲ့ချိန်မှာသူတို့တွဲဆိုအမနုဘူးလေးတွေဝယ်သွားတာနုဘူးတွေကဟိုဘက်မှာချဆိုတော့ဟိုဘက်ချလိုက်တဲ့ချိန်မှာကလေးတွေမှာနုဘူးတွေမရတော့အဲ့ချိန်မှာမုတ်ကိုတယောက်နှစ်ခုစီအမချပြီးပေးတာပေါ့နော်နုဘူးမရတဲ့တွဲဆိုပြီးတော့အဲ့တော့တယောက်တစ်ခုပဲပေးပါဆိုအဲ့လိုပြောခါကျကိုကမရဘူးနှစ်ခုပေးပါမယ်ဆိုရင်မှာကလေးတွေကျန်တဲ့ကလေးတွေလည်းသူတို့တွဲဆိုရကိုကနေတီးတက်မုံနဲ့နုဘူးလေးတွေစီစဉ်သွားတဲ့ဟာကိုအဲ့ဘေးဒီကြောင်းထိုင်ဖုန်ကြီးရနေပြီးတော့အမဘေးမှာရတဲ့ဖုန်ကြီးနေပြီးတော့ထားလိုက်တော့ဆိုပြီးတော့ဟိုဘက်ဝိုင်းမှာပြင်ခိုင်းတာပါအဲ့ပြင်ခိုင်းထားတဲ့ဝိုင်းကလည်းပဲပေါ်လေးပြောလို့ရှိရင်အဲ့ကလေးတွေစားတဲ့ဝိုင်းလည်းမဟုတ်ဘူးပေါ့နော်အဲ့ကလေးတွေစားတဲ့ဝိုင်းမဟုတ်ပါဘူးပေါ်ရအနောက်ကနေပြီးတော့ရီပြီးတော့ကိုပြောနေပေါ့အဲ့မှာဝင်ကြပြီပေါ့နော်စားဖို့အတွက်ပေါ့ဒါနည်းနည်းကြီးလေးတွေပေါ့အဲ့ကြီးလေးတွေကြတော့ဒီမှာကြောင်းစားပုံစံနဲ့မိစုပ်ဖဆုပ်တွေပေါ့နော်အဲ့ဒီမှာလာပြီးတော့ဘော်ဒါအနေနဲ့လာနေကြတဲ့ကလေးတွေပါဒါမိစုပ်ဖဆုပ်တွေပေါ့နော်အဲ့ကမလေးယောက်ျားလေးကြီးလေးတွေပေါ့နော်အဲ့မှာသူတို့ဝင်တဲ့ဝိုင်းမှာကြတော့အမကိုဖို့ရအချွေဘူးတွေပေါ့နော်နှုတ်ဘူးလေးမုတ်လေးတွေချခိုင်းတာချခိုင်းတော့အမကလည်းမသိဘူးပေါ့ကလေးတွေစားမဲ့ဝိုင်းပဲထင်ပြီးတော့ကိုလည်းချပေးလိုက်တာပေါ့နော်အတူတူပဲကျွေးကြမယ်ထင်တော့နောက်တော့မဟုတ်ဘူးဖြစ်နေတယ်အဲ့လူကြီးတွေစားတဲ့ဝိုင်းကြတော့သူကအသားဟင်းကကြတော့စက်သားတထုံးပေါ့နော်တုံးကြီးပေါ့လက်တကွေးစာတုံးတယ်အဲ့ဟင်းအရန်ဟင်းက2မျိုးလောက်နေပေါ့နော်တော်တော်လေးကိုများပါတယ်ကျွေးတာတော့ဘိုးကတော့စေတနာလည်းကောင်းပါတယ်ပေါ့နော်အဲ့လူတွေကျွေးတာပေါ့လေကျွေးတဲ့ခါကျတော့ကိုကဟိုဘက်ကကလေးတွေမှာကျတော့ဟင်းကမရှိဘူးဆိုတော့စိတ်ထဲတော့ကိုကစိတ်မကောက်ဖြစ်တာပေါ့နော်ဘာလို့ဓာတ်လူညီတူမကျွေးရတာလဲပေါ့ဆိုတော့ကိုကစိတ်ထဲမှာတော့ဝမ်းနဲ့မိတာပေါ့နော်အလူရှင်ရှိတဲ့နေ့မှာတောင်မှအဲ့လိုမျိုးစုပ်စီလေးနဲ့ဒီဘက်ကကလေးကြီးတွေကျွေးတဲ့ပုံစံမျိုးဟိုဘက်ကလေးတွေမကျွေးဘူးဆိုတော့စိတ်ထဲတော့စိတ်မကောက်ဖြစ်မိတာပေါ့နော်အဲ့နဲ့ဘာမှမပြောတော့ဘဲနဲ့ကိုပဲကိုတွေလည်းစားမတောက်မလားဆိုပြောတော့ကိုတွေကတော့ပြောတော့ပေါ့နော်ကိုလေးမကျွေးနဲ့ရတယ်ကိုတွေကတော့ကိစ္စမရှိဘူးမစားဘူးဒီကလေးတွေပဲအသားဟင်းလေးနဲ့ပါအောင်ပဲကျွေးပါဆိုတော့ကျွေးပေးပါဆိုတော့အဲ့လိုပဲပြောခဲ့လိုက်တယ်ပေါ့နော်အဲ့ချိန်မှာကိုကတော့ရင်ထဲတော့မကောင်းဘူးပေါ့ကိုလူတဲ့နေ့မှာတောင်မှအဲ့ကလေးတွေကဓာတ်တူညီတူမစားရဘူးဆိုတော့ကိုစိတ်ထဲကတော့စိတ်မကောက်ဖြစ်ရတာပေါ့နော်ဘာဖြစ်လို့တူမကျွေးတာလဲဟိုဘက်ကစက်သားတထုံးဆိုဒီဘက်လည်းစက်သားတထုံးမဟုတ်ဘူးလားပေါ့ဆိုပြီးတော့ကိုစိတ်ထဲတော့စနှုတ်စနောက်တွေနဲ့ဖြည့်ပြီးပြန်လာလိုက်ပါတယ်ကျမလည်းဘာမှတော့ဆက်မပြောတော့ဘူးပေါ့နော်အဲ့လိုမျိုးအဲ့ဆိုတော့ထမင်းထက်တဲ့ကောင်မလေးကလည်းကလေးတွေကထမင်းတွေလူကျင်သေးတယ်ထပ်ပေးပါဦးဆိုတော့သွားတောင်းတဲ့ကလေးတွေသွားတောင်းဆိုရင်အဲ့ပေးတဲ့မျက်နှာဘေးကကျတော့တိတ်အဆင်မပြေနေဘူးပေါ့နော်ဒါကတော့ပထမဦးဆုံးပို့ကနေပြီးတော့ချပါဆိုပြောတယ်မဟင်းခွက်တွေကြီးလိုက်ပါနော်မြင်တဲ့အတိုင်းပါပဲစက်သားထုံးတွေနဲ့ဟင်းတွေနဲ့ပေါ့နော်ကိုကတော့ကလေးလေးတွေစားမယ်ဝိုင်းပဲထင်ပြီးတော့ကိုကလည်းချပေးတာပေါ့နော်နောက်တော့ဟိုဘက်ဒီမှာလိုက်ကြည့်လိုက်ဆိုဟင်းတွေကမွေးနေတာပဲကိုလောက်ပြောလိုက်သေးတယ်စက်သားထုံးနေတယ်ဆိုဝမ်းနေတာပြီးတော့ကိုမှာတော့ပေါ့နော်ကိုပေးတဲ့ချိန်တော့လည်းအလူငွေထက်တဲ့ချိန်မှာလည်းကိုလည်းပြောပါတယ်
အသားဟင်းပါရဲ့လားဆိုပါတယ်အသားဟင်းနဲ့ပဲအကုန်လုံးတူတူကျွေးပါတယ်ဆိုပြောလို့တာကိုကအဲ့လိုလေးလူဖြစ်တာပေါ့နော်အိမ်မှာအသားတုံးနဲ့ကြည်ပါအဲ့ဒီမှာကျွန်မလိုက်ချနေပါတယ်အဲ့ဒါကျတော့လူကြီးတွေစားတဲ့ဝိုင်းဖြစ်နေတာပေါ့နော်ဒီမှာကျတော့ကလေးတွေစားတဲ့ဝိုင်းပေါ့နော်အဲ့မှာလူစုပစုကလေးလေးရှိပါတယ်အဲ့ကလေးတွေတွေ့ကြတော့အမကလည်းပဲဒိုင်ဘာလေးတွေနဲ့ပေါ့နော်အဲ့လိုလေးလို့တော့စီစဉ်ပေးသွားတာပေါ့စိတ်ထဲတော့မကောင်းဘူးပေါ့နော်ဘာလို့ဆိုတော့အဲ့လိုခေါက်ခွက်ချက်ချက်ကျွေးတယ်ကြတော့မြင်ရတာကိုဖို့မှာတော့လုံးဝအဆင်မပြေနေဘူးပေါ့ကွယ်အဲ့တော့လူတိုင်းတော့ပြောတာပေါ့နော်နောက်တစ်ခါသွားမကျွေးတော့ဘူးအဲ့လိုမျိုးကြတော့အဆင်မပြေနေဘူးလို့ပြောတဲ့ခါကျတော့ကိုကတော့ဘလို့ပဲဖြစ်ဖြစ်ပေါ့နော်ကိုသွားမကျွေးလေအဲ့ကလေးတွေငတ်ရုပ်ပဲရှိမှာပေါ့နော်အဲ့ကြောင့်မို့လို့ကိုကနောက်တစ်ချိန်ကိုထပ်ပြီးသွားဖို့အတွက်ကိုစီစဉ်နေပါတယ်နောက်တစ်ချိန်သွားကျွေးတဲ့ချိန်ကျရင်လည်းပဲပြန်ပြီးတင်ပေးပါမယ်ကြည့်စုပေါ့နော်ကိုကတော့မေးခဲ့တယ်နောက်တစ်ချိန်ကျရင်အိမ်ကနေပြီးတော့ချက်ပြုတ်ပြီးလာကျွေးရင်ရလားလို့မေးတော့ရတယ်လို့တော့ပြောတာပေါ့နော်အဲဆိုတော့ကိုတိုင်းချက်ပြုတ်ပြီးတော့ကိုပဲအပိအမခံပြီးတော့ဒီကလေးတွေနောက်တစ်ချိန်ထပ်သွားအောင်ပါပါကျမကတော့ပေါ့နော်ဘလူပဲဖြစ်ဖြစ်စိတ်မကောင်းဖြစ်ရတာတွေလည်းမြင်ရတာတွေလည်းအဆင်မပြေနေဘူးပေါ့နော်ကိုဒီမှာဆိုရင်စားလိုက်ကြတာအသားတိုးလေးနဲ့ကိုဒီစားနေတဲ့တညစာလောက်တောင်မှမရှိတဲ့ပေါ့နော်အဲ့ဒီဟာလေးလေးကိုကျတော့ကျွေးတာတော့အဆင်ပြေပါတယ်ကျမကတော့နောက်တစ်ချိန်လဲထပ်ပြီးလူဖို့အတွက်ကိုစီစဉ်နေပါတယ်ဒီမှာကြည့်ဦးအိတ်နေတာလည်းတနာပါတယ်ဒီမှာကလေးလေးတွေကြည့်ဦးအိတ်နေတာဒီမှာတရားလဲကိုမော်ပြီးကြည့်နေတာပေါ့နော်ဒါပါပဲကျေးဇူးတင်ပါတယ် ပြီးဆိုတော့ကိုအမြင်ကိုခန်းစားချက်အတွေ့အကြုံလေးတွေကို comment မှာမျှဝေရေးသားခဲ့ပါအောင်ရှင်ကျမတို့တင်ဆက်သမျှတွေကိုမလွတ်တမ်းကြည့်ရှုနိုင်ဖို့ subscribe လေးကိုနှိပ်ထားဖို့တောင်းဆိုပါတယ်ရှင်